စံတော်ချိန်တနာရီခွဲမှာကျင်းပတော့မဲ့ပေါ်တူဂီနဲ့စပိန်တို့ရဲ့ကြိုတင်ပြင်ဆင်ပွဲမှာထင်ပေါ်ကျော်ကြားတဲ့အမည်ကြီးနှစ်နိုင်ငံတွေ့ဆုံကြမှာဖြစ်ပြီး Euro 2024မှာအရေးကြီးဆုံးပြင်ဆင်မှုတစ်ခုလည်းဖြစ်ပါတယ်။ပွဲနောက်ကွယ်မှာရှိနေတဲ့နီးပြနှစ်ဦး Roberto Martinez Portugal နဲ့ Luis de la Fuente Spain တို့ရဲ့ဂိမ်းအမြင်ဗျူဟာများကလည်းအလွန်စိတ်ဝင်စားဖွယ်ဖြစ်နေပါတယ်။ပေါ်တူဂီဘက်ကအခြေအနေပေါ်တူဂီဟာတာမန်မဟုတ်တဲ့အသင်းတစ်သင်းဖြစ်လာပြီး Ronaldo, Bernardo Silva, Bruno Fernandes, Diaz စတဲ့ international အတွေ့အကြုံတွေနဲ့ပြည့်နှက်နေတဲ့အသင်းဖြစ်တဲ့ Roberto Martinez ရဲ့နည်းပညာကရှင်းလင်းပြီးအသင်းကိုခိုင်မာစေတဲ့ပွဲမတိုင်မီကာလမှာလည်းအနိုင်ရမှုများစွာဖြစ်ခဲ့တာကြောင့်ယခုလည်းယုံကြည်ချက်မြင့်တက်နေတဲ့သတိထားစရာကတော့ Ronaldo ရဲ့အသက်အားအင်ကွာခြားမှုဖြစ်နိုင်ပါတယ်။စပိန်ဘက်ကအခြေအနေစပိန်အသင်းမှာတော့လူငယ်ရေချင်းမြင့်တွေဖြစ်တဲ့ Lamine Yamal Nico Williams တို့ကစွမ်းအားပြည့်နဲ့စိတ်ဝင်စားစရာပါသူတို့ဟာစပိန်ရဲ့ Tiki-taka ဂိမ်းစနစ်ကိုခေတ်သစ်အမြင်နဲ့ပြောင်းလဲထည့်သွင်းနေတာတွေ့ရတယ်အသင်းကြီးစားလဲတည်ငြိမ်ပြီး Enrique နောက်ထပ်ဖြစ်လာတဲ့ Luis de la Fuente ရဲ့အသင်းကောင်းဆောင်မှုဟာပြည်လည်နေတဲ့စပိန်ဟာကျွမ်းကျင်မှုနဲ့အမြန်နှုန်းမြန်တဲ့ဂိမ်းစတိုင်နဲ့ပေါ်တူဂီကိုနှိပ်စက်နိုင်ဖို့အခွင့်အလမ်းရှိတယ်သတိထားရမည့်အချက်များ Ronaldo vs Laporte or Nacho ကျွမ်းကျင်သူနှစ်ဦးပဋိပက္ခ Midfield battle Rodri vs Bruno Fernandes Lamine Yamal ရဲ့ wing play ကပေါ်တူဂီကန့်ကွက်နိုင်မလားခန့်မှန်းချက်ပွဲဟာပွဲဦးထွက်အဖြစ်နဲ့ပြင်ဆင်မှုတစ်ခုသာဖြစ်ပေမဲ့ထိပ်တန်းစွမ်းအားပြိုင်ဖို့လိုတဲ့သဘောဖြစ်မဲ့တကယ်ပြောရရင်ပေါ်တူဂီရဲ့အတွေ့အကြုံနဲ့စပိန်ရဲ့အမြန်နှုန်းကြောင့်ညှိမှုဆုံတဲ့ပွဲတစ်ပွဲဖြစ်မယ်လို့မြင်ရတယ်။မှန်ရလက်နှစ်သင်းပေါင်းသွင်းကိုအပေါ်ကိုရွေးချယ်လိုက်ပါတယ်။လာရောက်ကြည့်ရှုသူအားလုံးကိုကျေးဇူးပါတယ်အဆင်ပြေရင်ဖားလေးကန်ကြည့်ဖို့တောင်းဆိုပါတယ်ခင်ဗျာနောက်ထပ်တင်ဖို့တွက်ခွန်အားရှိအောင် like and share လေးပြီးနောက်တင်မဲ့ပွဲတွေသိရအောင် channel ကို subscribe လေးလုပ်ကြပါအားလုံးပဲနောက်ပွဲဆက်တွေမှာပြန်ဆောင်ကြတာပေါ့ခင်ဗျာ